ဘဝရဲ့ကဏ္ဍအသီးသီးမှာတော်တော်လေးကိုကြောင်းနေတာလို့ရင်လဲတော့လားအခက်အခဲတစ်ခုကြုံလာပြီဆိုတာနဲ့ကိုအလွဲတကူလက်လျှော့ပေးတတ်တဲ့အကျင့်ရှိပေါ့အခုလိုမျိုး2ရက်တာတင်တန်းမှာပြီးသွားတဲ့အချိန်မှာဆိုလို့ရှိရင်ပို့ပြီးတော့အထာကြကြနဲ့အလုံးလုံးချင်စိတ်တွေပို့ဖြစ်လာတယ်အရန်အောင်မြင်ချင်လာတယ်မင်္ဂလာပါညီမနာမည်ကတော့ຫນွေဦးပါရှင်အခုလက်ရှိမှာဆိုလို့ရှိရင်တော့ညီမကိုပိုင် online business လုပ်နေပါတယ်ဒီသင်တန်းကိုလာတက်ရခြင်းရဲ့အဓိကအကြောင်းရင်းကတော့ညီမလူပညာပို့ပြီးတော့တိုးတက်ခြင်းနဲ့လူအကြောင်းတွေပို့ပြီးတော့သိခြင်းနဲ့စီးပွားရေးကိုအထားကျကျဥဆောင်တတ်ခြင်းတယ်ပေါ့နော်အရင်တော့ဆိုရင်ညီမက emotion အများများတယ်စီးပွားရေးမှာကိုယ့်ရဲ့ကိုယ်ပိုင်အလုပ်ဆိုပေမဲ့လည်းအခက်အခဲတစ်ခုကြုံလာပြီဆိုတာနဲ့ဟိုအလွဲတကူလက်လျှော့ပေးတတ်တဲ့အကျင့်ရှိရပေါ့အခုလိုမျိုး2ရက်တာတင်တန်းမှာပြီးသွားတဲ့အချိန်မှာဆိုလို့ရှိရင်ပို့ပြီးတော့အထာကြကြနဲ့အလုံးလုံးချင်စိတ်တွေပို့ဖြစ်လာတယ်အရန်အောင်မြင်ချင်လာတယ်အခက်အခဲတစ်ခုကြုံလာပြီဆိုတာနဲ့ဘယ်လိုမျိုးရင်ဆိုင်ရမလဲဘယ်လိုဖြတ်တန်းရမလဲဆိုတာပို့ပြီးတော့သိလာတယ်နောက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့ကိုယ်တိုင်တိုးတက်ဖို့အတွက်အောက်ကလူတွေကိုဆွဲခေါ်ပြီးမဲ့ပေါ့နော်သူတို့ကိုယ်တိုင်ကအချိန်ချင်းဘလောက်ပဲဆွဲခေါ်မတက်လာတဲ့သူတွေကိုအရင်တော့ဆိုလို့ရှိရင်တော့အပင်ပန်းခံပြီးတော့ပေါ့နော်ထက်ခါဆွဲခေါ်ခဲ့ဘူးလေအရန်ပင်ပန်းတယ်အရန်လဲခံစားခဲ့ရတယ်ပေါ့နော်အခုဆိုလို့ရှိရင်ဥပိ္ပခာပြုတ်ထလာတယ်ရှင်အဲ့ဒါကြောင့်မလို့ဒီတင်တဲ့2ရက်တာမှာအရန်လဲကိုချိန်နဲ့တယ်အခုလိုမျိုးတက်တက်မြောင်းနဲ့တင် जा ပေးတဲ့ဆရာကိုလည်းအရန်ကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်နာမည်ကိုနိုင်ဝဲအောင်ပါကျွန်တော်မြန်မာနိုင်ငံမှာပထမဆုံး coach မြန်မာနိုင်ငံမှာပထမဆုံးဒီ coaching firm ဖြစ်တဲ့ Breakthrough ရဲ့ CEO နဲ့ဆောင်ကိုနိုင်ဝဲအောင်ပါအားလုံးကျွန်တော်ဒီနေ့တင်တဲ့နေလို့ပါတယ်